ကောငါကိုခန္ဓာနဲ့ကြွာ၍သခင်ဖျားထန်၌နေချင်းအလိုရှိတယ်လို့ရေးထားတယ်ဆိုတော့သေပြီးရင်ဝိညာဉ်ကခန္ဓာနဲ့ကြွာပြီးခရစ်တော်နဲ့အတူတူရှိသွားတာလားအဲ့ဒါနည်းနည်းပြောပြပါ ငါတဲ့ကိုခန္ဓာနဲ့ကြွာပြီးတော့ခရစ်တော်နဲ့နေဖို့အရန်အလိုရှိတယ်တဲ့ဘာကြောင့်လဲဆိုတော့အခုယာယီတဲဖြစ်တဲ့အိမ်ရတယ်ပြက်ပြင်မဲ့တယ်ကောင်းကင်မှာဘုရားသခင်တည်ထားတဲ့အိမ်ဆိုတာရှိတယ်ငါတို့အခုယာယီတဲမှာနေတဲ့အခါမှာအရန်မှာဒုက္ခဆင်းရဲတွေရောက်လုံးတဲ့အခါကျတော့ကောင်းကင်အိမ်ဝင်စားခြင်းလုံးတဲ့အခါကျတော့တအားညှိတွားနေတယ်အခုယာယီတဲဆိုတာဒီကဘာမြေကြီးကိုပြောတာဒီကဘာမြေကြီးမှာရှိတဲ့အရာတွေကပုတ်ပြတ်တတ်တယ်နောက်ဆုံးမှာပျက်စီးခြင်းကိုမရောက်သွားမှာဒါပေမဲ့ဒီကဘာကြီးမှာဘာပြန်တည်မလဲဆိုကောင်းကင်မြေကြီးတွေကိုပြန်တည်မှာအဲ့ကာလာတော့အရန်တောင်းတလိုချင်တယ်ကာလာမတူဘူးသူပြောတဲ့အရာကဒါပေမဲ့သူဘာပြောလဲဆိုတော့ဒီနေရာတွေကနေထွက်ချင်လို့တဲ့ညှိတွားတာမဟုတ်ဘူးနော်တဲ့သေတတ်တဲ့အရာကိုတဲ့အသက်ရှင်ခြင်းတိုင်းဆုံးရှုံးစေပြီးတော့မြဲတဲ့အရာမှာဝင်စားခြင်းလို့တဲ့သူကညှိတွားနေတာဆိုတဲ့တဘောဒီကဘာကြီးကနေထွက်သွားခြင်းလို့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီကဘာကြီးမှာပဲကောင်းကင်တဲ့မြေကြီးတွေကိုပြန်တည်မှာပဲသူပြောတာအဲ့အချိန်ကာလကိုရောက်ခြင်းလို့အခုသေတတ်တဲ့ခန္ဓာကိုယ်ကြီးကိုသူကဆုံးရှုံးသွားပြီးတော့အသက်ရှင်တတ်တဲ့ခန္ဓာကိုယ်ရမယ်ဘယ်တော့မှမပြည့်စည်တော့မဲ့မြဲတဲ့နေရာကိုရချင်တာအဲ့ဒါကြောင့်သူအချိန်၃ကိုသူကပြောထားတာမတူညီတဲ့နေရာမတူညီတဲ့ခန္ဓာမတူညီတဲ့အချိန်ပြောထားတာနောက်ထပ်စာကြောင်းတစ်ကြောင်းမှာကျတော့အဲ့လိုမျိုးအကျိုးကိုရအောင်နဲ့ဘုရားသခင်ကငါတို့တန်ရှင်းသောဝိညာဉ်တော်ကိုပေးထားတယ်တန်ရှင်းသောဝိညာဉ်တော်ကိုပေးတော့မှပဲအဲ့မမြင်ရတဲ့အရာတွေကိုယုံကြည်ပြီးတော့ရဲရင်နဲ့စိတ်နဲ့လှုပ်ချင်ကိုင်းချင်စိတ်တွေဖြစ်အောင်လှုပ်ထားတယ်ဒီအကျိုးကိုရအောင်လို့အဲ့ခါမှာသူကနောက်တစ်ကြောင်းထပ်ပြောတယ်ဒါကြောင့်မလို့ငါအခုခန္ဓာကိုယ်မှာနေမြဲနေရသည်ဖြစ်စေနေမြဲနေရသည်ကာလသခင်ဘုရားနဲ့ဝေးနေတဲ့အရက်မှာနေရတယ်ဆိုပေမဲ့လည်းတဲ့အဲ့မမြင်ရတဲ့အရာတွေကိုယုံကြည်တယ်မျက်မှောက်မှာမမြင်ရတဲ့အရာတွေကိုယုံကြည်ပြီးတော့ရဲစွမ်းတတ်တိနဲ့ပြည့်စုံပြီးတော့စူးစမ်းအားထုတ်တယ်လို့သူကရေးထားတယ်ဒါကြောင့်မလို့တဲ့ငါဖြစ်ချင်တဲ့အရာကတော့အဲ့လိုစူးစမ်းအထောက်တယ်ဆိုတာကခန္ဓာကိုယ်နဲ့ဝေးတဲ့အရက်သခင်ဖျားနဲ့နေဖို့အလိုရှိတဲ့အခါကျတော့ငါအဲ့လိုမျိုးစူးစမ်းအထောက်နေတာဖြစ်တယ်လို့ဆိုလိုတာဒါကြောင့်မို့အခုပြောနေတဲ့အရာကမတူညီတဲ့ခန္ဓာနဲ့မတူညီတဲ့အချိန်နဲ့အချိန်ကိုပြောနေအရက်ကိုပြောနေတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုဒါကြောင့်မို့နေမြဲနေသည်ဖြစ်စေတဲ့ကြွာမြဲကြွာနေသည်ဖြစ်စေတဲ့အင်္ဂလိပ်လိုတော့ absent or present လို့ရေးထားတယ် with or without လို့ရေးထား or ဆိုတာကနှစ်အဓိပ္ပာယ်နှစ်ခုလုံးတူတူပဲခုနပြောတဲ့အတိုင်းခန္ဓာကိုယ်မှာနေမြဲနေရတဲ့ဘယ်ပြောအရက်ကလည်းဝေးပဲဝေးနေတယ်ပဲပြောအချိန်ကလည်းဝေးပဲဝေးနေတယ်လို့ပဲပြောတခင်ဖျားနှစ်သက်တဲ့သူဖြစ်အောင်လို့စူးစမ်းအားထုတ်နေတယ်တဲ့အားကြောင့်ဆိုအဲ့ဒါကိုလိုချင်လို့အဲ့အချိန်ကာလမှာဝင်စားချင်လို့နောက်ဆုံးတစ်ကြောင်းဆိုပိုအောင်ရှင်းသေးတယ်အားကြောင့်ဆိုတော့ငါတို့ရှိသမျှရတယ်ကိုခန္ဓာမှာကျင့်တဲ့ကောင်းကောင်းအကျင့်အတိတ်ရှိသမျှတိုင်းခရစ်တော်ရဲ့တရားပလင်ရှင်းတော်မှာပေါ်ပေါက်လာမယ်တဲ့အဲ့တော့ကိုခန္ဓာမှာဘုရားသခင်နှစ်သက်တဲ့သူဖြစ်မယ်ဆိုလို့ရှိရင်တော့ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာပြီဆိုလို့ရှိရင်ခန္ဓာကိုအသင်နဲ့ခုနပြောတဲ့အတိုင်းကောင်းကင်မြေကြီးအသင်မှာကျွန်တော်တို့ဝင်စားမှာဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘုရားသခင်နှစ်သက်တဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ခန္ဓာလည်းသာရဖြည့်ဆည်းခြင်းကံမယ်ဒီကဘာတစ်ကောင်းကင်မြေကြီးတစ်မှာလည်းစိုးစံခြင်းရမှာမဟုတ်တော့ဘူးလို့ဆိုလိုတာဖြစ်တယ်ဒါကြောင့်မို့အဲ့ကျမ်းမာကြီးအခုချက်ချင်းသေသွားပြီးတော့ခန္ဓာကိုယ်ကြီးနဲ့ဝေးတဲ့အရက်ဘုရားသခင်ရှိတဲ့အရက်ကိုချက်ချင်းရောက်သွားတယ်လို့ဆိုလိုတာမဟုတ်ဘူးဆိုတဲ့အချိန်ကာလအရန်ကိုဝေးတယ်ဒီကာလရက်တအားပြင်မဲ့ကြမ်းကြုတ်ခက်ခဲလို့တော့အဲ့အချိန်ကာလအဲ့အချိန်အဖြစ်ကိုရောက်ချင်တယ်လို့ဆိုလိုတာဖြစ်တယ်တောင်းတတာပါနော်โอเคဟုတ်ပြီ